Hello မမေကတော့ဒီရွှေပုံရဲ့မမေပါနော်ဒီနေ့တော့မမေရဲ့ဒီ comment box လေးမှာအရင်နေ့ကလာမှတ်ထားတဲ့ညီမလေးကိုချစ်လို့ reply လေးပြန်ပေးလိုက်ပါမယ်နော်သူရေးထားတာလေးကတော့ဒီရောင်းတဲ့သူကလှလို့ပါတို့ဝရင်တော့လှမှာမဟုတ်ဘူးလို့ပြောထားတာပေါ့နော်အဲ့ဒါလေးကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီမမေတို့ဆိုလို့ရှိရင်လည်းဒီ model တွေရဲ့ဒီခန္ဓာကိုယ်ချိုးစားလို့မဟုတ်ဘဲနဲ့ဒီမမေဆိုလို့ရှိရင်လည်းဒီဝါတဲ့ထက်မှာပါပါတယ်နော်ဒါကြောင့်မလို့မမေဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ခန္ဓာကိုယ်လေးနဲ့ဒီရုပ်တရက်ချိလိုက်ပြီဆိုတာနဲ့ဒီ model လေးတွေဆိုလို့ရှိရင်များသောအားဖြင့်ကဒီပိန်ပိန်သေးသေးလေးတွေလာတာဖြစ်တဲ့အတွက်ဒီကိုဝယ်လိုက်လို့ရှိရင်ဒီ model လေးဝတ်ထားတော့ငါသေးသေးလေးနဲ့လှနေပြီမဲ့ဒီကိုခန္ဓာကိုယ်ပေါ်မှာတင်လိုက်ပြီဆိုတာနဲ့ဒီအင်ကြီးလေးရဲ့ဒီပုံစံလေးကဒီမလိုက်ခက်တာလိုက်သလိုခံစားရတာပေါ့နော်များသောအားဖြင့်အဲ့လိုလေးတွေဖြစ်တတ်တယ်များသောအားဖြင့်ပေါ့နော်အဲ့ဒါကြောင့်မလို့မမေကဒီမမေရဲ့ဒီဝနေတဲ့ဒီခန္ဓာကိုယ်လေးနဲ့ပဲဝတ်ပြပြီးတော့ဒီကိုယ့်ရဲ့ဒီခန္ဓာကိုယ်လေးဆိုရင်ဒီမမေဆိုလို့ရှိရင်လည်းဒီပုံချင်းဘယ်လောက်ရှိတယ်ဒီဝယ်မဲ့ကိုယ့်ရဲ့ကလေးဆိုလို့ရှိရင်လည်းပုံချင်းဘယ်လောက်ရှိရဆိုရင်မှန်းလို့ရအောင်လို့ဒီမမေကဒီဝတဲ့ခန္ဓာကိုယ်လေးနဲ့ပဲရိုက်ပြပေးထားတာပါနော်အဲ့လိုမျိုးပဲဒီခန္ဓာကိုယ်လေးတွေကကြမိန်းကလေးတွေကကြတော့သူ့ရဲ့ဒီအလှကိုယ်စီကတော့ရှိနေကြတာပဲနော်အဲ့ဒီထဲမှာဒီခန္ဓာကိုယ်ကြတော့ဒီခန္ဓာကိုယ်မှာကြတော့ဒီအင်ကြီးလေးတွေဝတ်တဲ့အခါမှာဒီကိုယ့်ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေရှိမယ်ပေါ့နော်နေမမေတို့မျိုးဆိုလို့ရှိရင်ဒါလေးဆိုရင်အခုမမေဝတ်ပြထားတဲ့ဒီတော့လေးဆိုလို့ရှိရင်ပေါ့နော်ဥပမာဖြစ်ဆိုလို့ရှိရင်မမေကဒီပခုံးကျဲနေတဲ့ပခုံးကျဲတဲ့ထဲမှာပါတယ်ဒီလိုမျိုးအော်ရှိုရာတော့လေးဆိုရင်များသောအားဖြင့်ဒီပခုံးကျင်းတဲ့ဒီအပေါ်ပိုင်းသေးတဲ့ညီမလေးအတွက်ဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေစေမဲ့ဒီဇိုင်းလေးပါဒါပေမဲ့မမေကဒီပခုံးကျဲတာကိုဒီပိုတိတာသေးတဲ့တော်လေးဝတ်ထားပေမဲ့ဒီအောက်ပိုင်းဆိုလို့ရှိရင်လည်းဒီအောက်ပိုင်းကဒီအကားလေးဝတ်ထားတာဖြစ်တဲ့အတွက်ဒီပခုံးကျဲတာလေးဆိုလို့ရှိရင်လည်းလုံးဝမတိတာစေဘဲနဲ့ဒီလိုမျိုးလိုက်ဖက်သွားတာပေါ့နော်မက်ဖြစ်သွားတဲ့ပုံစံလေးရသေးတာပေါ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလုံးဝတိုင်းကြီးကမခတ်တော့တာပေါ့နော်လိုက်ဖက်နေရမဟုတ်ဆိုရင်တောင်မှဒီလိုလေးဆိုလို့ရှိရင်ဝတ်မယ်ဆိုလို့ရှိရင်လှသွားတာပဲဒါပေမဲ့မမေကဒီမမေခန္ဓာကိုယ်ဆိုလို့ရှိရင်လည်းဒီဘောင်းမီလေးတွေဆိုလို့ရှိရင်မမေကဒီအိတ်ဆန်စိုက်ဝေးရတာဖြစ်တဲ့အတွက်ဒီခါနေရဆိုလို့ရှိရင်လည်းသူကဒီခါ32အဲ့လောက်ထိရှိပါတယ်เนาะဒီလိုမျိုးအင်ကြီးလေးတွေဆိုလို့ရှိရင်လည်းသူကမမေကဒီလိုမျိုးတွဲပေးထားတာပေါ့เนาะဘလို့ခန္ဓာကိုယ်မျိုးစားလေးတွေဆိုလို့ရှိရင်တော့ဘလို့လေးတွေဝတ်တင်တယ်ဆိုပြီးဒီလိုမျိုးအကြံပေးမတက်နဲ့ရောင်းချပေးတာဖြစ်တဲ့အတွက်ဒီဝတ်တဲ့ညီမလေးတွေအတွက်ဆိုလို့ရှိရင်လည်းအများစုအတွက်ဆိုလို့ရှိရင်ကောင်းတဲ့ဒီ comment မှတ်ချက်လေးတွေပြန်ပေးတာပဲမမေစီမှာဆိုလို့ရှိရင်တော့ကြုံရပါတယ်เนาะမမေကဒီဈေးရောင်းတာတစ်ခုပဲမဟုတ်ဘဲနဲ့ဒီရောင်းတာကိုဒီအထက်လေးတွေရောင်းရတာကိုဝါသနာပါတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီကိုစီကဝယ်သွားပြီးပြီဆိုလို့ရှိရင်လည်းဒီပြပြရောမဟုတ်ဘဲနဲ့ဒီရောက်ပြီဆိုတာနဲ့စိတ်ချမ်းသာတယ်ပေါ့နော်ဒီဝတ်လိပြီဆိုတာနဲ့အဆင်ပြေသွားတယ်ဆိုတော့အဲ့လိုမျိုးလေးတွေကိုလည်းအဓိကထားတာဖြစ်တဲ့အတွက်မစ်စီမှာဝယ်မယ်ဆိုလို့ရှိရင်တော့ဒီပို့ပြီးတော့ကိုယ့်ရဲ့ဒီအလှထက်ပို့ပြီးတော့လှစေရပါမယ်လို့ပြောချင်ပါတယ်နော်ဒါလေးဖြည့်ပေးလိုက်ပြီနော်ညီမလေးချစ်လို့ပါနော်နောက်ထပ်ဒီဝယ်မဲ့ကလေးဆိုလို့ရှိရင်လည်းဒီမင်းရဲ့ဒီ TikTok လေးကိုအပေါင်းလေးနှိပ်ပြီးတော့စောင့်ကြည့်ပေးပါနော်အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တာလေးတွေရမှာပါရှင်ကျေးဇူးတင်ပါတယ်